အားလုံးကျွန်တော်ဘေကွန်ကျွန်တော်တောင်းယူဖြည့်ပေးရတာခုရှိပါတယ်ခုကတော့ပထမတစ်ခုကတော့ကျွန်တော်တို့ဒီတခုစိတ်ကမ်းပေါ့နော်တခုစိတ်ကမ်းဒီယူဇနာဥယျာဉ်မြို့တော်မှာဒီရေပေးရတဲ့ပတ်သက်ပြီးတော့သူပေါ့လုံလောက်မှုမရှိလို့ဆိုပြီးတော့မိနေတဲ့ပုံဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကအဲ့ဒီမှာရှိတဲ့အင်တော်စုရေတွက်နဲ့ချိန်ပြီးတော့မှဂါလန်3သိန်းခွဲ4ကန်နဲ့မြင်းကောင်ကြီး65လုံးနဲ့ကျွန်တော်တို့ဆောင်းရ service ပေးနေအောင်နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အဓိကတော့မီးပြတ်တဲ့အချိန်ပေါ့နော်ဒီစက်မှာမီးလာတဲ့အချိန်နောက်ကဒီဘက်မှာမီးလာပြီးတော့ဟိုမှာမီးပြတ်တဲ့အချိန်အဲ့လိုမျိုးလေးတွေနည်းနည်းလေးဟနေတဲ့အတွက်ကြောင့်အဆင်ပြေဖြစ်တာဒါပေမဲ့ကျွန်တော်တို့ထပ်ပြီးတော့မှဆက်ပြင်တာရောဗာရောဝိုင်းရအဆင်နဲ့ညှိပြီးတော့မှကျွန်တော်တို့အဆင်ပြေအောင်ဆောင်းပေးမယ်ဆိုအဲ့ဒါလေးကျွန်တော်ဖြည့်ပေးခဲ့ပါတယ်နောက်တစ်ခုကတော့ဒီဟိုဘက်အချင်းမြင့်တဲ့တစ်ဖက်ကမှရှိတဲ့ရက်ွက်၄ွက်ကျွန်တော်အမိုက်ပုံတွေကိစ္စပေါ့ဒါလည်းမနစ်ကလည်းကျွန်တော်တို့အဲ့မိုက်တွေအကုန်လုံးကျွန်တော်တို့တည်ပြီးတော့မှဟိုဘက်ကိုထင်မြင်ကျွန်တော်ပို့တာကျွန်တော်ဆောင်းပေးခဲ့ပါတယ်ဒီနှစ်လည်းကျွန်တော်တို့ကတစ်နှစ်ပြည့်သွားပြီဆိုတော့ဆောင်းပေးရမှာပေါ့ဒါပေမဲ့သူတို့ကတော့အများနဲ့ဒီအမိုက်ကိုတိမ့်ပြီးတဲ့စနစ်ကိုလိုချင်တယ်ဆိုအဲ့ဒါဆိုတော့ကျွန်တော်တို့ဝန်ထမ်းခံရမယ်ရုံးနေရာတွေယူရမယ်နောက်ကားတွေစီစဉ်ရမယ်အဲ့ဒါလာမယ့် budget မှာဒါကိုရထထင်းရသွားပြီးတော့ဆောင်းပေးမယ်ဆိုပြီးအခုလောဆယ်တော့ကျွန်တော်တို့ဒီအမိုက်ပုံနဲ့အရင်ဆုံးရှင်းလို့ရအောင်တော့ကျွန်တော်တို့စီမံဆောင်ရွက်ပေးမယ်ဆိုအဲ့ဒါလေးကျွန်တော်ဖြေခဲ့ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီရင်းစင်ရဒီမြို့နယ်ပညာရေးမှုရုံးနဲ့ချင်းအမြကျောင်းအားလုံးရှိရတော့90ရှိရတော့အဲ့သူတို့ကျောင်းအညီပေါ့ညီပေါ့နော်ရရှိဖို့ဆိုတော့အခုလက်ရှိမှာတော့ကျွန်တော်တို့က90မှာ9ကျောင်းပဲရှိတယ်ကျန်တဲ့ဟာတွေမလုပ်ရဘူးမြို့နယ်ပညာရေးမှုပါပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဒီ initiate စပြီးတော့လုပ်ရမယ့်ဟာရှိတယ်ဒီမြေကဘယ်သူပိုင်လဲအခုနေမြေထားပိုင်လားအဲ့ဒါဆိုရင်ပို့ဆောင်ရင်းနဲ့စပြီးတော့ညှိနှိုင်းပြီးတော့မှ initiate လုပ်အောင်ကျွန်တော်တို့ရှိရန်ကုန်မြို့စီမံတာရေးကော်မတီကိုရောက်လာရင်တော့ကျွန်တော်အမြန်ဆုံးဆောင်ရွက်ပေးမယ်ဒါပေမဲ့ဒီမြေကလေးမရှိသေးတဲ့ကျောင်းတွေကတော့လောလောဆယ်ပထမအဆင့်အနေနဲ့ကတော့သက်ဆိုင်ရာမြေပိုင်အနေနဲ့အရင်ဆုံးညှိနှိုင်းဆောင်ရွက်ပြီးတော့မှအစရမယ်အဲ့ဒါလေးတော့ကျွန်တော်ဖြည့်ပေးတယ်ကျွန်တော်တို့လုပ်ပေးမယ့်အပိုင်းကိုရောက်လာရင်တော့ကျွန်တော်အမြန်ဆုံးဆောင်ရွက်ပေးမယ်ဆိုပြီးတော့ကျွန်တော်ဖြည့်ချခဲ့ပါတယ်နောက်တစ်ခုကတော့မင်္ဂလာတောင်ညွန့်ကဒီဗညာလလမ်းပေါ်မှာဒီကိုနေကုန်ကြပေါ့နော်မင်္ဂလာဈေးနဲ့ယူဇနာပလာဇာနာမှာဒီကားကြက်တာနဲ့ပတ်သက်ပြီးတော့ဒါမဲ့ဒီမှာကျွန်တော်က6လမ်းသွားဖြစ်တယ်ပြီးတော့ကျွန်တော်တို့ကဘတ်စကားရက်မဲ့မှတ်တိုင်နာမှာဘတ်စကားရက်ဖို့အန်ခွက်တွေကျွန်တော်လုပ်ပေးထားတယ်နောက်တက်စီရက်ဖို့လိုင်းတွေလည်းကျွန်တော်ဆောင်ရွက်ပေးထားတယ်နော်အဲ့တော့ဒီကျွန်တော်တို့ကိုနေကုန်ချမနက်ပိုင်းတို့နောက်ညနေဈေးသေးနဲ့ကျွန်တော်ကြက်တာရှိတယ်အဲ့အချိန်တွေကိုတော့ကျွန်တော်တို့ကသက်ဆိုင်ရာကျွန်တော်တို့ရင်းနှီးရဲတို့ YNDC ကကိုယ်စားလှယ်တို့ဘာလို့လဲကျွန်တော်တို့နောက်ကျွန်တော် CBN နဲ့တာဝန်ရှိတယ်တွေနဲ့ဖြည့်ရှင်းပေးရမှာဖြစ်တယ်ပေါ့ခုနကပြောလို့ဒီကုန်ဘယ်ချိန်မှချဆိုရင် limit လုပ်လိုက်လို့ရှိရင်ကျွန်တော်ကုန်စီစီးဆင်းမှုပါညာအဲ့ဒါကိုထောက်တော့မှာဆိုလို့အဲ့ဒါတွေတော့ဆောင်ရွက်လို့မရဘူးဒါပေမဲ့ကျွန်တော်တို့စီကံတင်ချက်မှုကိုပုံဆောင်ရွက်ပေးမယ်ဆိုအဲ့လိုလေးကျွန်တော်ဖြည့်ခဲ့ပါတယ်နောက်တစ်ခုကတော့အလုံးပေါ့နော်အလုံးမှာဝီစီရင်းတူတာနဲ့ပတ်သက်ပြီးတော့မြေရောက်ရေထုတ်မှုများရင်ဘေးရန်တွေပါညာဖြစ်လာမယ်သူဆိုရင်လို့အမှန်တော့အလုံးမှာကျွန်တော်တို့ရေပေးနေတာကကျွန်တော်တို့ဒီဟိုကနေပေးနေတာဗျဒီကိုကိုကိုင်းကနေပြီးတော့ကျွန်တော်တို့ပေးတယ်ပြီးရင်ဝီစီရင်း32တွင်းရှိတယ်အဲကျွန်တော်တို့စေပင်ပိုင်ပေါ့အဲ့ရနေကျွန်တော်တို့ပေးတယ်ဒါပေမဲ့အဲ့ဒီရေရင်းအားလုံးကပေးနေရဟောက်မှာပဲရှိတယ်နှစ်စဉ်မိုးရွာတဲ့မိုးရေချိန်တော့100ကျော်ရတယ်သူထုတ်တဲ့ပမာဏနဲ့အဲ့နှစ်ခုကစိုးရင်တရားမရှိဘူးအဲ့ဒါလေးကိုကျွန်တော်ဖြေချခဲ့ပါသူတို့ကဒီဝီစီအောက်ရေထုတ်တာများရင်အနေဖြစ်မှာစိုးရင်မေးတာဖြစ်ပါတယ်နောက်တစ်ခုကတော့ရွှေပြည်သာမှာရည်စည်းလာတဲ့ box cover တွေအထူးစီမံချက်နဲ့ဆောင်းပေးလို့ဒါကတော့ box cover ကတော့နှစ်စဉ်budget တိုင်းမှာပါတယ်ဒီနှစ်ဆိုလည်း7ခုပါတယ်5ခုပြီးပါတယ်နော်အဲ့ဒီဆက်လို့ဒီကြားထဲမှာကျွန်တော်တွက်စစ်လို့အရေးပေါ်လိုရဲဆိုလည်းကျွန်တော်ဆောင်းပေးတယ်အဲ့ဒါလေးတော့ကျွန်တော်ဖြေခဲ့ပါတယ်နောက်တစ်ခုကတော့တကုံတောင်ကကျန်စားလမ်းပေါ့နော်2လမ်းသွားနဲ့4လမ်းသွားချစ်ဘူးအဲ့ဒါတော့ကျွန်တော်တို့ကပထမအစစ်မြေသားလမ်းချစ်မယ်နောက်အဲ့မှာမလွတ်တဲ့ဓာတ်တိုင်တွေဖုန်းတိုင်တွေဖယ်ရမယ်ပြီးမှကွန်ရက်ခင်းရမယ်အဲ့ဒါတော့လာမယ့်နှစ်ဘတ်ဂျက်မှာကျွန်တော်တို့ထည့်သွင်းရထားပြီးတော့ဆောင်းပေးမယ်လို့ကျွန်တော်ဖြေခဲ့ပါတယ်